မိမိတို့တော်တော်များများစိုးရိမ်တတ်ကြတဲ့ကလေးလေးတွေနှစ်လားပြည့်ရင်ထိုးရမယ့်ကာကွယ်ဆေးအကြောင်းလေးပြောပြပေးချင်ပါတယ်။နှစ်လားပြည့်ဆေးကဆေးမျိုးစားလဲစုံတယ်လို့ထိုးပြီးသွားရင်လည်းကလေးကနည်းနည်းလေးကိုပူတတ်တော့မိမိတို့ကြိုပြင်ဆင်ထားနိုင်အောင်လို့ပါ။ပထမဆုံးဆေးမထိုးခင်မှာကလေးကိုဖိုက်ဝအောင်လို့နိုးဝတိုက်ထားပါ။ဒါပေမဲ့တခုသတိထားရမှာကဆေးထိုးကန်ဒီလေးတွေမှာအဝကြီးတိုက်လိုက်ရင်ဆေးတိုက်တဲ့အခါပြန်အန်တက်လို့ဆေးမထိုးခင်နိုင်ဝက်လောက်ကြိုတိုက်ထားတာအကောင်းဆုံးပါပဲ။နောက်ပြီးတော့ကလေးကိုပေါ့ပေါ့ပပအဝတ်စားလေးတွေဝတ်ပေးသွားပါနှစ်လားပြည့်စည်းကပေါင်မှာထိုးရတာဆိုတော့ချွေရလွယ်တဲ့ပွားပွားချောင်ချောင်ပေါင်းမီလေးတွေကအဆင်ပြေဆုံးပဲပေါ့ကလေးကဖျားနေတာဝမ်းလျှောနေတာမျိုးရှိရင်တော့ကျမကြီးဝန်ထမ်းကိုကြိုပြောပြဖို့မမေ့နဲ့အောင်နော်ဆေးထိုးနေတော့မှမမေတို့ကကလေးကိုအနားမှာရှိနေပေးပါစကားပြောပြီးတာတချင်းဆူပြတာမျိုးကသူတို့ကိုစိတ်အေးစေပါတယ်အရေးကြီးတာကဆေးထိုးနေတော့ကလေးရုံးရင်အလွဲသွားနိုင်လို့ခြေထောက်လေးတွေကိုတော့ငြိမ်အောင်တေချာလေးထိန်းကင်ထားပေးဖို့လိုပါတယ်ဆေးထိုးပြီးပြန်လာရင်တော့ကလေးကကြီးကြတာနည်းနည်းကိုပူတာမျိုးတွေရှိနိုင်ပါတယ်ဒါကပုံမှန်ပါပဲเนาะအဖျားတက်ရင်ဆရာဝန်ညွှန်ကြားထားတဲ့အဖျားကျစီကိုပဲကလေးရဲ့ကိုယ်လေးချိန်အလိုက်တိုက်ပေးပါမိမိသဘောနဲ့ခန့်မှန်ပြီးမတိုက်ပါနဲ့เนาะစီထူတဲ့နေရာရှောင်နေတာနီနေတာမျိုးရှိရင်ရေအေးဝတ်လေးနဲ့အသားအရဖိကပ်ပေးပါအရေးကြီးဆုံးအချက်ကတော့စီထူတဲ့နေရာကိုပုတ်တာနှိပ်တာလုံးဝမလုပ်ရပါဘူးကော်ဖီမှုတ်တွေစီးပူတွေလိမ့်တာမျိုးလည်းရှောင်ပေးပါနော်ပိုးဝင်တက်လို့ပါနှစ်လားပြည့်မှာအဓိကဆေးသုံးမျိုးရှိပါတယ်ငါးမျိုးဆက်ကာကွယ်ဆေးကိုတော့ဘယ်ဘက်ပေါင်မှာထိုးရပါတယ်ဒီဆေးကကိုပူဆေးဆုံးဆေးပါပဲနောက်တစ်မျိုးကပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးပါဒီဆေးကိုတော့ညာဘက်ပေါင်မှာထိုးရပါတယ်နံပါတ်3ကတော့ပိုလီယိုကာကွယ်ဆေးပါပါဇက်ထဲဆေးဆက်ချတိုက်တာနဲ့ညာဘက်ပေါင်မှာထိုးတာမျိုးတွေရှိပါတယ်ဆေးထိုးပြီးရင်ကလေးကပေါင်နှစ်ဖက်လုံးနာနေမှာဖြစ်လို့သူတို့ကိုပေါင်ပေါ်မှာမှောက်တင်ပြီးချော့တာမျိုးထက်ပလက်လေးတက်တောင့်တက်တာတိတ်ထားပေးတာကပိုကောင်းပါတယ်ကာကွယ်ဆေးကြောင့်ကိုပူတာကကလေးရဲ့ကိုယ်ခံအားစနစ်ကအလုံးလုံးနေတာမို့လို့အယမ်းမစိုးရိမ်ပါနဲ့နော်မေမေတို့ကအနီးကပ်ချော့မြူပေးဖို့ပဲလိုတာပါအကယ်၍2ရက်ထက်ကျော်ပြီးဆက်ဖြားနေရင်ဒါမှမဟုတ်နို့လုံးဝမဆိုးတော့ရင်တော့ဆရာဝန်နဲ့အမြန်ပြသဖို့တိုက်တွန်းချင်ပါတယ်ဒီနေ့ဗီဒီယိုလေးကမေမေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲတာယာတဲ့မိသားစုဘဝလေးပိုင်ဆိုင်ကြပါစေရှင်